ဒါအောင်မသိရင်စီးပွားရေးလုပ်တိုင်းအရှုံးပေါ်နေမှာပဲလုပ်ငန်းရှင်တွေအများအားမားတာက profit ဆိုတဲ့အမြတ်ကိုပဲကြီးကြတာပါဆိုတော့ဒီနေရာမှာကျွန်တော်တစ်ခုပေးချင်တာရှိပါတယ်ဗျဘာလဲဆိုတော့အဲ့ဒီ profit ကဏ္ဍတွေကိုပဲကြည့်ပြီးစိတ်အေးနေရင်မိတ်ဆွေရဲ့လုပ်ငန်းက9ပါးမှဖို့သေးချနေပါပြီလုပ်ငန်းတစ်ခုရဲ့အသက်သွေးကြောကအမြတ်မဟုတ်ဘူးဗျမိတ်ဆွေငွေသားစီးဆင်းမှုဆိုတဲ့ cash flow ပါနောက်ပြီးကြတော့လုပ်ငန်းရှင်တွေတိုင်ပတ်ကြတဲ့အချက်2ချက်လည်းရှိပါတယ်အဲ့ဒီအချက်2ချက်ကတော့နံပါတ်1စည်ရင်းထဲမှာပဲတတိယဖြစ်နေတဲ့အချက်ပါတိန်းတစ်ထောင်မြက်တယ်ဒါပေမဲ့အဲ့ဒီငွေတွေကပစ္စည်းတွေထဲမှာမြုပ်နေနေဝန်ထမ်းလာစားအောင်ပေးဖို့ပတ်စံမရှိဘူးဖြစ်နေတက်ပြန်နေနံပါတ်2ကတော့ရောင်းကောင်းပြီးရှုံးတာပါလုပ်ငန်းကအရန်တိုးတက်လာပြီးဒါပေမဲ့ကုန်ကျန်းတွေပိုဝယ်ရတယ်ဝန်ထမ်းတွေပိုငားရတယ်ငွေထွက်နှုန်းကငွေဝင်နှုန်းထက်ပုံမြင်နေတယ်ဆိုတော့အမြက်တွေဘယ်လောက်ပဲပြပြအဲ့ဒီလုပ်ငန်းကပြိုလဲသွားမှာပါပဲဒါဆိုဘယ်လိုလုပ်ကြမလဲဒီအတွက်ရိုးရှင်းတဲ့နည်းလမ်း3ခုရှိပါတယ်နံပါတ်1ရစရာရှိတဲ့အကျွေးတွေကိုမြန်မြန်ရအောင်တောင်းပါနံပါတ်2ပေးရရှိတာကိုညှိနှိုင်းပြီးတော့နောက်ဆုတ်ပါနံပါတ်3ပစ္စည်းတွေကိုအကြာကြီးလောင်မထားပါနဲ့ cash flow ကောင်းမှလုပ်ငန်းကဆက်လက်ရှင်းတာမှာဆိုတော့အမြဲတမ်းသတိရပါနောက်ပြီးတော့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့လုပ်ငန်းရဲ့ငွေကြေးစီမံခန့်ခွဲမှုကိုအသေးသေးလေးလာခြင်းနဲ့ဆိုရင် comment မှာ DBN program လုံးမှတ်ခဲ့ပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ